မင်္ဂလာပါခင်ဗျာစာအုပ်ထဲကိုဗီဇာထည့်ခြင်းလို့တဲ့ကျွန်တော်မေးမိလာတော့ဘယ်လိုပုံစံမျိုးရှိမှဗီဇာထည့်လို့ရလဲဟုတ်ကဲ့ဗိုက်ရိုက်ထားပြီးတော့လက်ပွေနှိပ်ထားတဲ့လူတွေဗီဇာထည့်လို့ရပါပြီလက်ပွေနှိပ်ပြီးတော့ဘယ်လိုစာရွက်တွေရရမလဲဆိုတော့ဒီလိုပထမဆုံးနေလေးရမယ်အဲ့ဒီနေလေးမှာကျွန်တော်လက်ပွေနှိပ်ထားတဲ့လူရှိရဲအဲ့ဒီလက်ပွေနှိပ်ထားတဲ့ဟာရဲ့နောက်တစ်ခါဒုတိယတစ်ဆင့်အနေနဲ့ဒီဘော်တော်ဟတ်ဆိုရဲ့အဲ့ဒီဘော်တော်ဟတ်ဆိုရဲ့နောက်မှာဒီလိုမျိုးငွေရှည်ပေါချာလေးပါမယ်အဲ့ဒီ၃မျိုးပေါ့နော်ဒီနေလေးရဲ့၃မျိုးရှိတဲ့လူကစာအုပ်အလွတ်ရှိတဲ့လူတွေအနီတွေအစိမ်းတွေပေါ့နော်ဘလို့ MOU PJ PV ပေါ့အစိမ်းအောင်အဲ့ဒါတွေလည်းဗီဇာထည့်လို့ရပါပြီဗီဇာကတော့ကျွန်တော်တို့တစ်နှစ်ပေးပါတယ်ဘတ်ထဲမှာရှိတဲ့အတိုင်းပေါ့ဘတ်နဲ့သူကဗီဇာနဲ့ကအတူတူပဲကုန်ပါပေါ့နော်ဘတ်တစ်နှစ်ဗီဇာတစ်နှစ်ရပါတယ်ကျွန်တော်တို့2026 3လပိုင်းတိုင်း31ရက်နေ့ဒီကျွန်တော်ဗီဇာရပါတယ်ဒါတော့နေမှာထူထားတာပါဘာကောက်ပါဆိုရင်တော့တသိန်းတုံးတစ်မျိုးပဲပါပါတယ်တစ်လုံးပဲပါပါတယ်ဟုတ်ကဲ့အဲ့ဒါလေးကိုပြောပြတာပါကျွန်တော်ဘိုးဝင်းပါခင်ဗျာ